ဆရာကြီးပါမောက္ခဦးချမ်းမြရဲ့နတ်ကေတုဆိုတဲ့ကလောင်မီနဲ့ရေးသားခဲ့တဲ့နန္ဒလိမှတ်တမ်းများဆိုတဲ့စာအုပ်ကိုဖတ်ပြပေးနေတာဖြစ်ပါတယ်။ပွဲကြောင်းတက္ကသိုလ်များပကံပြည်ကြီးကိုစိုးမိုးအုပ်ချုပ်သောအနောရထမင်းလက်ထက်ပကံပြည်ကိုတထုံပြည်မှဓမ္မတတ်တည်မည်သောရှင်အရဟံရဟန်းမြတ်ရောက်ရှိတော်မူလာပြီးနောက်သာသနာပြုတော်မူသည်တက္ကရီ419ခုနှစ်တွင်အနောရထမင်းစောသည်တထုံပြည်မှပိဋကတ်တော်များကိုပကံသို့ပြင်ဆောင်လာခဲ့သည်ရဟန်းတာမဏေများလည်းရောက်လာသည်ထို့နောက်ရှင်အရဟံသည်သာသနာ၌တရာကြည်ညိုသောလူတို့အားရဟန်းပဇင်းဖြစ်သူပြီးတော်မူသည်မင်းကြီးသည်အကြီးကြီးတစ်စိမ့်နှင့်၃ကျိန်းနှင့်တကွာတပည့်6ပေါင်းတို့ကိုလူဝိလဲစေ၍အေမောင်းလှန်ကိုင်းစင်ချီကျုံထဲ့တော်မူသည်အချို့အကြီးကြီးဂိုင်းဝင်ရဟန်းတို့ကိုလည်းလွတ်ရကျွရသူထွက်ပြေးကြကုန်သည်အချို့ရဟန်းတို့မှလည်းရဟန်းဂိုင်းဝင်တန်ဃာရဟန်းမင်းဖြစ်တော်လဲလောကီလူမှုတို့ကမစွန့်လွတ်နိုင်ကြသဖြင့်တောင်မတီရင်မကြရဟန်းများဖြစ်လာသည်ဤသို့အားဖြင့်ရှင်အရဟံဂိုင်းဝင်လစ်စီပိတလရဟန်းများအကြီးလူထွက်ရဟန်းပြက်ရဟန်းများအလစ်စီဒုတိလရဟန်းများစသည်ဖြင့်သာသနာတော်သည်လုံးဝစင်ကြယ်သွားပြီးဟုအဆိုလောက်ဒီအောင်ရှုပ်ထွေးလျက်ရှိနေပေတော့သည်အနောထမင်းစောသည်သာသနာတော်ကိုတန်ရှင်းစင်ကြယ်နိုင်မြစင်ကြယ်အောင်တုတ်တင်มาတော့လေနိုင်ငံအတွင်းအပခုတ်ကတ်ကျွင်းကြံနေသောအလစ်စီများကိုကုံစင်အောင်မပေရှာနိုင်ရှာပေတက္ကရာ929ခုနှစ်ပကံရွှေနန်းကိုစိုးစံတော်မူသောနရတုလက်ထက်တွင်ပကံပြည်၌ရဟန်းတန်ဃာနောက်များစွာရှိသည်နရတုသည်နောင်တော်မင်းရှင်စောကိုတာ၍ထိနှံကိုလူယူသည်ဖြင့်ပန့်တကူရှင်များတိဟုတို့ပြန်ကြသွားတော်မူရာတိုင်းပြည်ကိုရဟန်းတန်ဃာမြောက်များကိုတိုင်းပြည်ရှိရဟန်းတန်ဃာမြောက်များတို့မငြိမ်မသက်လှုပ်ရှားထကြွသည်ဖြင့်ရံပြုမည်ဆိုရာကတိရိကအမတ်ကြီးနှင့်တိုင်ရင်၍ရဟန်းများလူပေါင်းတို့ရှော့ကြရလေအောင်ဥပရမင်းဖြင့်ကျောင်းကံဖျားများတွင်ပွဲလန်းသဖြင့်များပြုလုပ်စီပြီးလျင်မလုံခြုံသောအဝိစားများတို့ကိုမိမဟုသူများတို့အားဝတ်ဆင်စေလျက်ထိုကျောင်းကဝယ်များသို့တွားရောက်ကြည့်ရှုသည်ထိုအခါမှစား၍ဖျားကျောင်းကံများတွင်ပွဲခံသောအလေးဖြစ်လာသည်ဟုအဆိုရှိကြသည်ပကံခေတ်ကျောက်စာများကိုကြည့်လျင်လေဖျားကျောင်းကံများတွင်၌လှူဒန်းထားသောတူရိယာဒေများကိုတွေ့ရသည်ကကြည်ဒေများကိုလှူချောင်းကမတွေ့ရစေကမူကျောင်း၌ပွဲခံခြင်းအလေးထားကရှိပေလေ၏ဟုထင်မှန်ရပေသည်ရှင်ရဟန်းဂိုင်းဝင်လစ်စီပိတရဟန်းများကမူဖျားမကြိုက်သောမစ္ဆဂိတအမှုကိုမလေးစားဂရုမပြုပဲနေနိုင်တော်လဲရဟန်းပြည့်အလစ်စီဒုတိလရဟန်းတို့မှာထိုနရတုမင်းလက်ထက်တွင်အတော်ပင်ပျက်စီးကြလျက်လူထက်သူလည်းထက်ကြ၍အချို့မှလည်းကျောင်းကံအတွင်ပွဲလန်းတပင်ခံတော်ခိုင်တိမအစာပြု၍ဝါသနာလျောက်တပင်ပညာအကပညာစသောအလူပညာများကိုစီးပူးကြကုန်၏ထိုချိန်မှစ၍တပင်ပညာကိုလိုက်စားကြသောရဟန်းအကပညာကိုလိုက်စားသောရဟန်းများပေါ်ပေါက်လာကြသည်ပကံခေတ်တွင်ရဟန်းများသည်လူပုဂ္ဂိုလ်များတဲ့စာတတ်သည်ပညာလေးထုံးငါသည်ထို့အတွက်ရဟန်းများကဦးစီးပြုလုပ်သည်များကိုလည်းလူပုဂ္ဂိုလ်တို့ကလိုက်နာကြသည်ထို့ကြောင့်တပင်ပညာတူရိယာအတ္တတို့ကိုလိုက်စားသောရဟန်းများထံမှလူပုဂ္ဂိုလ်တို့ကနိနာခံ၍တင်ကြကြကုန်သည်ထို့တူပင်လျင်အချို့သောရဟန်းတို့သည်လောကီကျမ်းများဖြစ်သောဘေးရင်ရေရာစီကျမ်းဘိန်းတော်ကျမ်းဓာတ်ကျမ်းလက္ခဏာကျမ်းစသည်တို့ကိုလိုက်စားကြ၍လူပုဂ္ဂိုလ်တို့အများပင်ထိုရဟန်းပုဂ္ဂိုလ်များထံတွင်နိနာယူကြပြန်သည်အချို့ရဟန်းတို့မှာကာယသိတိပိယသိတိဒနာသိတိစသောအတ္တပညာများကိုလိုက်စားကြသည်ဒါကိုလှန်လို့ယင်းစည်းစင်စည်းစစ်စင်မှုဆက်တွင်းလှန်ဖို့ဆက်တွင်းလှန်တို့လက်ဝိထိုစသောအတ္တများကိုလူပုဂ္ဂိုလ်တို့ကထိုရဟန်းများထံတွင်နိနာခံယူကြသည်
ဤတို့အားဖြင့်ပကံခေကုံလောက်ကစပြီးတွင်ဘုန်းကြီးเจ้าများတွင်လောကီတပ်ပညာဟူသည်များဘုန်းကြီးများကသာသင်ပြီးနိုင်ကြသဖြင့်နာမည်ကြီးเจ้าများတွင်လူများအမြဲရှိကားလျက်အတတ်ပညာများကိုစီးပူးသူများပြားလာလိမ့်သည်ဤသို့လူများဝင်ထွက်သွားလာစီကားရှိခြင်းကိုဆွဲပြုပြီးပွဲเจ้าဟူသောအမည်နာမဖြင့်ကော့စမတ်ထူလာကြသည်ဤပွဲเจ้าကိုင်းဝင်ပုဂ္ဂိုလ်တို့မှာလစ်စီပိတရဟန်းများမဟုတ်ကြပဲမြတ်စွာဘုရားဤတရားတော်နှင့်ဆန့်ကျင်သောအမှုများကိုပြုလုပ်ခြင်းကြောင့်အလစ်စီဒုတ်တိလဘဟုစာရရဟန်းများဖြစ်ကြရာကလစ်စီပိတပုဂ္ဂိုလ်တို့ကကျင့်ကြကုန်ဤပွဲเจ้าများမှာစင်စစ်အားဖြင့်အလစ်စီဒုတ်တိလရဟန်းများကဦးစီးတော်လဲလောကီပညာပေါင်းတို့ကိုဖြန့်ဖြူးတင်ကြားပေးရာရှေးခေတ်တက္ကသိုလ်ကြီးများပင်ဖြစ်ပြီးတော်သည်အထာရတ18ရာသောအတတ်ပညာဟုများကိုဤပွဲကြောင်းတက္ကသိုလ်များကဖြန့်ဖြူးပေးပေသည်ဖြန့်ဖြူးပေးသည့်အလျောက်လဲဤပွဲကြောင်းတက္ကသိုလ်များတွင်ပုဂ္ဂိုလ်ဟူသည်များသည်အရာရာ၌ထူးခြားကြသည်မိတိပွဲကြောင်းတွင်လူစီမိတိပွဲကြောင်းသည်မိတိအတတ်ပညာတရား၌ထူးခြားသည်ဟုဆိုလျင်ထိုပွဲကြောင်းတွင်လူစီဝေတော်သည်မိသူသည်မိတိကြောင်းတွင်ဖြစ်၍ယင်းစီတက်တွင်တစ်ဖက်ကခတ်သည်မိသူကမိတိကြောင်းတွင်ဖြစ်ရာဓာကုလန်တို့တက်တွင်တစ်ဖက်ကခတ်သည်မိတိကြောင်းကလက်ဝိကျော်များထွက်သည်စသည်ဖြင့်ပွဲကြောင်းဆရာတော်တို့ကလည်းအတတ်ပညာကိုဂုဏ်ယူရလောက်အောင်နဲ့သင်ကြားကြတာပေးနိုင်သည်တနည်းအားဖြင့်ဆိုတော့ဤပွဲကြောင်းဆရာတို့သည်မြမမှုလူပညာများကိုထိမ့်သိမ်းစောင့်ရှောက်ခဲ့သူများဖြစ်သည်အလစ်စီဒုတိလဘဟုစာရပုဂ္ဂိုလ်များဖြစ်စေကမူဤသူများထိမ့်သိမ်းစောင့်ရှောက်ရခြင်းမရှိသောအချိန်ကားတွင်ထိုပုဂ္ဂိုလ်တို့ကစောင့်ရှောက်နေနိုင်ခြင်းကြောင့်တနည်းအားဖြင့်ကျေးဇူးတရားပေးမည်မြမရာဇဝင်တလျှောက်လုံးကြည့်မည်ဆိုပါကဤမြမမှုအတတ်ပညာမှန်များကိုသင်ကြားပြသပေးသည့်ပုဂ္ဂိုလ်တို့၏ကြောင်းများမှာလူပုဂ္ဂိုလ်တို့၏ကြောင်းများမှာမရှိယူပါမည်ဤတတ်ပညာများကိုဘုန်းကြီးကြောင်းများကသင်ပေး၍ဘုန်းကြီးကြောင်းများမှရသည်ကလည်းမှန်ပေသည်ထို့ကြောင့်ပကံခေပွဲကြောင်းတက္ကသိုလ်တို့သည်တဖြည်းဖြည်းနာမည်ပေါ်ထင်သာပြုလာလေသည်ထို့နောက်ပကံတီကြီးပြန်၍တက္ကရာ684ခုနှစ်တွင်တစည်းရှင်တိဟတုသည်ပင်းရမြို့ကိုတည်တော်မူသည်ထိုမင်းလက်ထက်တိုင်းပြည်တွင်တစ္စီပိတလရဟန်းတော်များကနေပါလျက်ပကံခေအကြီးရှင်အောင်တို့၏အဆက်နွယ်အလစ်စီဒုတိလပွဲကြောင်းကိုင်းဝင်ရဟန်းများညာလေသည်အချို့ရဟန်းရှင်အောင်တို့သည်စင်စည်းရင်းစည်းဓာကုတ်လှန်လူအမျိုးမျိုးကိုတင်ကြားပြီးတော့ပါမောက္ခများဖြစ်ကြသည်၎င်းတို့ကိုယ်တိုင်လည်းစစ်မှုထမ်းလျက်လိုက်ပါလာကြသည်တိဟတုတွင်သားတော်၃ပါးရှိသည်နှင့်အငယ်ဆုံးသားတော်ဖြစ်သူအသင်္ခရာဆိုးရုံးထံတွင်အကြီးရှင်ရောက်အများပြားစီကကြသည်တရားရောခါခမဲတော်တိဟတုမင်းကြီးကသားတော်ဆိုးရုံး၏ကိုပိုင်စစ်သည်တတ်တာအလုံးရင်းကိုမြည်တော်မူရာဆိုးရုံးကကျွန်တော်တွင်လွတ်ချီထသောရှင်အကြီးတို့ကိုထား၍အထိန်သားနှင့်သောရှစ်ကျိတ်သာရှိသည်ဟူ၍ရှောက်၏တစည်းရှင်တိဟတုသည်ငရုံးငယ်ငါမရှိလျင်နင့်ကိုသူမြင်စေတော့မည်ဟုဆိုလေသည်ဤသို့အသင်္ခရာဆိုးရုံးလျှောက်ထားချက်ကိုထောင်း၍ပေးရခက်ကအကြီးရှင်အောင်တို့ဒီပင်နဲ့စစ်မှုထမ်းကြကြောင်းထင်ရှားပေသည်တက္ကရာ684ခုနှစ်တွင်ပေးရမြို့၌ဥစနာမင်းနန်းတက်သည်ထိုမင်းသည်ကျောင်း9ကျောင်းကိုစကားသစ်ဖြင့်စောက်လို့လူဒန်းခဲ့ခြင်းကြောင့်စကား9ကျောင်းထားရကဥစနာမင်းဟူ၍တက်သည်ဥစနာသည်စောက်လို့ပြီးသောစကား9ကျောင်းကိုပကံရှိသာသနာပရိမခိုင်းဝင်နောက်သာသနာပစ္စည်းမခိုင်းဝင်မထေခုနှစ်ပါးကိုကတ်လို့ပါအထူးသဖြင့်စကား9ကျောင်းကိုစောက်လို့ရတွင်အလေကျောင်းမကြီးတစ်ကျောင်းကိုဘိပတ်လေမှကျောင်း6ကျောင်းကဝင်ရသည်ထိုအလေကျောင်းမကြီးကိုသူဓမ္မတာမိမိသောမဟာထေအားတင်လူပူဇော်၏၎င်းမထေသည်စကား9ကျောင်းလုံးရှိတန်ဃာစုကိုအုပ်ချုပ်ရ၏ဤခါတွင်စံပရတီကိုလက်ထက်ကခွဲပြခဲ့သောပရိမဂိုင်းတို့သည်လစ်စီတီလဝန္နာချင်းလည်းဖြစ်သည်ရှေး
ရှိတော့ဂိုင်းဆရာတို့လည်းလွန်ကြလေကုန်ပြီဖြစ်၍မကွဲမပြားတင့်တင့်ညီညွတ်ကြ၍သာသနာ့နယ်ကိုအားတော်ဆောင်ရွက်ကုန်သည်ထိုအခါမှစ၍စကားခုနှစ်ကြောင်းသည်သာသနာ့ဘူဌာနသည်ဖြစ်လာသည်ပေးရမည်ဥငါသည်ဤတို့သင်္ဃာများကိုညီညွတ်စွာလျင်သာသနာ့ဝန်ကိုရွတ်ဆောင်များသည်ကိုဗရာကြည်ညိုလာသဖြင့်စကားခုနှစ်ကြောင်းရှိတန်ခါပေါင်းတို့အားစုံကိုလေးပါပင်မနှွမ်းရည်ခြင်းမဖြစ်ရလေအောင်ဘုံမိုးဝတ်မြေဝတ္ထုကံများဖျားကိုလူတော်မူသည်တန်ဃာတော်များသည်၎င်းဘုံမိုးဝတ်မြေကိုအမိပြု၍စုံကိုပင်မရှိချမ်းသာစွာဖြင့်ပရိယပฏิပတ်တုကိုအားထုတ်နိုင်ကြကုန်သည်စကားကြောင့်တန်ဃာတို့သည်ကြောင်းတွင်သူလူဒန်းသောဘုံမိုးဝတ်မြေများကိုညီငါပြု၍စဘာခွန်တို့ကိုကောက်ခံယူသည်မြင့်မြတ်လာသောဝတ္ထုကံအခွန်တော်ရည်စီမြေနှစ်တောင်းခံရ၍အခက်ခဲတွေ့ရပါများသောကြောင့်ကျောင်းတိုက်အုပ်ဆရာတော်ရှင်သူရမတာမိမြေကိုသုံးစားခွဲ၍စီမံသည်ရှင်သူရမတာမိကမြေကိုသုံးစားခွဲ၍စီမံသည်၎င်းစီမံချက်ရတစ်ကပိယဆုံးမြေနှစ်အရမ်ဆောက်ဆုံးလောက်စားမြေသုံးဘာနာဆုံးမြေဟူ၍မြေသုံးလာပေါ်ထွက်လာသည်ဤမြေများကိုအုတ်ထိတ်ခံွယ်ရရန်ကိုလည်းတန်ဃာတော်များကိုပင်တာဝန်ချသည်အချို့ရဟန်းတို့ကအခွန်ဘာနာတော်တောင်းခံထိန်သိမ်းရသည်၎င်းတို့ကိုဘာနာစုဟုခေါ်သည်ဝိတုကံမြေကိုချ၍ရသောတန်ဃာစဘာခွန်တော်ဤဝိတုကံမြေကိုချ၍ရသောစဘာခွန်တော်ဤသုံးပုံတစ်ပုံကို၎င်းတန်ဃာတို့ကပင်ပန်းကြီးဖြစ်ရသည်၎င်းဘာနာစုတို့အတွက်တည်တတ်ထားသောမြေကိုဘာနာစုမြေဟုခေါ်သည်ဝိတုကံမြေဤသုံးပုံတစ်ပုံကိုအရမ်ဆောင်တို့ကစားရန်ပေးရသည်၎င်းမြေကိုအရမ်ဆောင်လို့စားမြေဟုခေါ်သည်ဝိတုကံမြေဤသုံးပုံတစ်ပုံမူကားဆုံးချက်ရသည်ဤစွန့်ချက်ရန်တည်တတ်ထားသောမြေကိုကပ္ပိယမြေဟုခေါ်သည်ဤသို့သာသနာပိုင်မပေါ်ပေါက်သေးသောခေတ်တွင်သာသနာပိုင်လောက်ပင်တကူကြီးသောစကားခုနှစ်ကြောင်းတွင်အလေကြောင်းမှတိုက်အုပ်ဆရာတော်ရှင်သူရမတာမိဤစီမံချက်ရာကာလကြာမြင့်လာသောဝိတုကံမြေများကိုချရာ၌လောက်သားရှာရခြင်းအခွန်ဘာနာတောင်းရခြင်းစောဩရခြင်းစဘာများကိုချင်းတွဲယူရခြင်းလှဲနွားရှာဖွေရခြင်းတရင်ငါတို့၏အရှုပ်ရှင်းကိုဖြည့်ရှင်းပေးရခြင်းစသဖြင့်တာဝန်ကျတန်ဃာတော်တို့အတော်ပင်အလုံးများလာကြကုန်ဝိတုကံမြေလို့သောအလုသမားတို့အမှုအခင်းဖြစ်လာလျင်စကားခုနှစ်ကြောင်းရဟန်းတော်များထံအဆုံးဖြတ်လာကြရကုန်အခွန်မနာတော်ကိုကြည်ပြုံအောင်မပေးဆောင်လျင်ဒဏ်ထားခြင်းကြောင်းဝင်တွင်း၌အကျေကျုပ်ထားခြင်းထိတ်တုံးခတ်ခြင်းကြိမ်နံပေးခြင်းပြုကြကုန်တာဝန်ကျရဟန်းတို့တွင်ဗန္နာစုရဟန်းတို့သည်ပရိယပရိပတ်တုကိုလုံးလာမပြုကြကုန်ဝိတုကံမြေမှုသင်္ဃာတို့၏အမှုဗန္နာတော်မှုတို့၌သာအာရုံပြုကြကုန်ဗန္နာတော်မပေးသူတို့အားနှိပ်စက်ကလေးပြုကြကုန်၎င်းကြောင်းကစီရင်ချက်အပြစ်ဒဏ်ဟူသည်များကိုပေးရဘရင်ဥဇနာဤလွတ်တော်ဘဲတိုင်းတို့၌လည်းအယူခံမတတ်နိုင်ကြဘူးဤတို့နိုင်တဲ့စီနေမင်းဘရင်တပွဲပြုပံများလာကြတော့ဤတန်ဃာတို့သည်ရာဇမင်းနှင့်တမန်တူသောကြောင့်တန်ဃာမင်းဟူ၍၎င်းတန်ဃရာဇဟူ၍၎င်းစတင်ခေါ်သမုတ်ကြလေတော်သည်ဤတန်ဃရာဇရဟန်းတို့သည်ဝိတုကံမြေကိုအစိုးတရပြုလုပ်စိုးသွမ်းရကုန်၏ပွဲကြည့်ကြခြင်းပွဲအကသမီးများကိုတင်ကြားပေးကြခြင်းလက်ဝိပွဲများကျင်းပကြခြင်းလက်ဝိလက်ပန်းတဏီကိုတင်ကြားပေးကြခြင်းတို့ကိုကိုယ်တိုင်လည်းရဟန်းချင်းချင်းတော်၎င်းလူအများနှင့်ချင်းယူတော်၎င်းလက်ဝိတတ်ကြခြင်းဓာခုတ်လှန်တို့အမျိုးမျိုးကိုတင်ပေးခြင်းအင်းအိုင်စီဝါမန္တန်မန္တရာတို့ကိုထိုးနှံတင်ကြားပေးခြင်းတို့ကြောင့်၎င်းတို့ကြောင်းများတွင်လူဝင်လူရဲများလေသည်လူစီကားလာသောကြောင့်လည်းပွဲကြောင်းဟုခေါ်သည်၎င်းတန်ဃာစုကိုလည်းပွဲကြောင်းကိုင်းပွဲကြောင်းဆရာတော်များဟုခေါ်သည်
လူပေါင်းတို့ကလည်းဤတို့ဘဟုကိစ္စတို့ကိုပြုဝံများလာတော့အပြစ်အမြင်များပဲလက်လျူရှုနေကြကုန်၏အချို့မနစ်သက်သူတို့မှလည်းတန်ခါရာဇာများကိုဘယင်ကိုယ်တိုင်ကကြောက်နေရသဖြင့်မပြောမဆူရဲရှာကြပြီထိုပွဲကြောင့်ဘုန်းကြီးတို့လက်ထက်ဝတ်၃မျိုးရှိတော်မူ၏၎င်းတို့မှာကထိန်ဝတ်မင်္ဂလာတုတ်ဝတ်ဝတ်ဆောင်ဝတ်ဟူသည်ကထိန်ဝတ်ကထိန်ပွဲခါ၌ပွဲကြောင့်ဘုန်းကြီးများအားသက်ဆိုင်သူတပည့်တပန်းဝတ္ထုကံကြီးလှုပ်သားတင်းငါတို့ကစွန့်လုတ်ကြွေရန်ဟူ၍အသားပူစီရန်ဝါပြူးစွာတင်ကျူကျူးမွေးထားရသောဝတ်ပင်သည်မင်္ဂလာတုတ်ဝတ်ကတားယောက်ျားလေးကိုရှင်သာမဏေပြု၍ထိုเจ้า၌အနံထားသောဖခင်သည်တားရှင်သာမဏေမင်္ဂလာတုတ်တက်သောအခါတွင်ကျွေးမွေးရန်ဟူ၍အသားတူးအောင်မွေးထားသောဝတ်ပင်သည်တနည်းအားဖြင့်เจ้า၌စာတင်ရန်အနံထားသောအခါပေးရသောเจ้าလာကသည်ဝိဆဝတ်ကပွဲเจ้าဘုန်းကြီးတို့ပရိဝါတတိဆောက်သောအခါဝိဆောက်သောအခါစွန့်ကြွေးရန်ဟူ၍အသစ်မွေးထားသောဝတ်ပင်သည်ထို့သောတန်ခါရာဇာဝဲကြောင်းရဟန်းတော်များအကျင့်ပြက်ပြားလျက်ဝိထုကံမုံကြီးကိုအမိပြု၍အမှုခင်းဖြစ်ပွားခြင်းများပရိယပရိပတ်ရောပါ၍အလစ်စီဖြစ်ခြင်းများကိုဆက်ဆုပ်ရွှန်ရှာသောကြောင့်ရှင်သာသနာဒရရှင်ပရခမညီနောင်တို့စကားကြောင်းမှထက်ခွာ၍ရှင်သာသနာဒရသည်တူရင်းတောင်ကြီး၌နေတော်မူ၏ရှင်ပခမမှာတောင်ဘလူရ၌နေတော်မူသည်၎င်းရှင်ပရခမတို့ညီနောင်သည်မြို့ကိုစွန့်ခွာ၍လူတူမနီတောကြီးမြတ်မဲ၌တရင်သုံးတီကိုဆွဲပြူ၍အာရိညဝါတီဧကစာရပုဂ္ဂိုလ်ဟုခေါ်သည်အရိညဝါတီဧကစာရဟုအရိညဝါတီဧကစာရပုဂ္ဂိုလ်ဟုခေါ်သည်တောနိယဟံတောနိကိုင်ဟူ၍လည်းခေါ်သည်စကားကြောင်းများ၌ကျွင်းကြံသောလက်စီပိတရံများရှိသေးရာတောသူလည်းမကနိုင်ပွဲကြောင်းဘုန်းကြီးများနှင့်လည်းအပေါင်းတင်မပြူပဲနေကြသဖြင့်၎င်းတို့ကိုဂါမဝါတီဘဟုစာရပုဂ္ဂိုလ်များဟုခေါ်သည်ဤသို့အားဖြင့်ပွဲကြောင်းရံများတကိုင်းပွဲသဖြင့်ပိယဥဇနာလက်ထက်တန်ဃာကိုင်း၃ကိုင်းကွဲလျက်ရှိသည်တုတ်ခွန်တအင်းဝတိဟူသောရာဇဝိသင်္ကိတရာတက္ကရာ926တွင်သရိုးမင်းများသည်အင်းဝမြို့ကိုပထမအကြိမ်တည်ထောင်တော်မူသည်မြို့တည်ဤကာလသရိုးမင်းများသည်အိမ်မက်များမြင်မဲ့ရာ၎င်းအိမ်မက်တို့ကိုဘရူကြီးတန်ခါရာဇာဖတ်လျှောက်ရသည်ဟုဆိုသည်ဘရူကြီးတန်ခါရာဇာသည်ပွဲကြောင်းကိုင်းဝင်ဖြစ်သည်ဆို၏ဘေရီ၌အလွန်လိမ္မာသည်ထို့ကြောင့်မင်းနှင့်ဘေရီနီးကိုမီး၍လောကဒီပနီကျမ်းဩကာသဒီပနီကျမ်းများကိုပြုစုခဲ့သည်၎င်းဘရူကြီးတန်ခါရာဇာနေခဲ့ဥတီနေရာကိုယခုတိုင်တန်ခါရာဇာကြောင့်ဟုခေါ်တွင်၏တက္ကရာ930ပြည့်နှစ်တွင်မင်းကြီးစွာစောကဲမင်းဖြစ်လေသည်မင်းကြီးစွာကဲသည်တရမင်းရှင်စော၏ဒါသည်တရမင်းရှင်စောကိုရခိုင်မင်းကတိုင်၍ရခိုင်ပြည်သို့ဆောင်ယူသွားပြီးနောက်သားတော်သုံးပါးတို့သည်ရခိုင်ပြည်၌ပင်ကြည်ပြင်းခဲ့သည်ရခိုင်ပြည်တွင်မင်းရှင်စောသည်သားတော်သုံးပါးအားပိရိကဗေဒင်တတ်သောရခိုင်ဘုန်းကြီးတန်ခါရာဇာထံအနံနေသည်၎င်းရခိုင်တန်ခါရာဇာသည်ပွဲကြောင်းဘုန်းကြီးဖြစ်သည်ဟုဆိုသည်ရခိုင်တန်ခါရာဇာကမင်းကြီးနောင်သုံးပါးတို့အားမင်းဖြစ်လျင်ငါ့ကိုမေးကြနှင့်ဟုပါလိုက်သည်မင်းကြီးနောင်သုံးပါးတို့ကိုခေါ်၍မင်းရှင်စောသည်ရခိုင်ပြည်မှမြန်မာပြည်သို့ထွက်ပြေးလာပြီးလျင်မြန်မာမင်းများထံသားတော်သုံးပါးကိုခါစားစေ၏သားတော်အငယ်ဆောက်ဆိုကဲသည်တက္ကရာ930တွင်အင်းဝပြင်ဖြစ်လာသည်အင်းဝရွှေစည်းကုံဖျားတွင်ဓာတ်တော်များကိုဌာပနာရာအင်းဝတစ်မျိုးလုံးအထိတ်တလန့်ဖြစ်၍ဆရာရင်းဖြစ်သူရခိုင်ဆရာတော်အားပင်ရတယ်သည်ရခိုင်ဆရာတော်၏ရေရာပြုမှုကြောင့်အင်းဝပြည်တွင်အထိတ်တလန့်ပြေလဲသည်
ထို့ကြောင့်စွာစောကဲသည်ရခိုင်ဆရာတော်အားတန်ခါရာဇာဝဲတော်ကိုပေးအပ်ကိုယ်ပဲတော်မူသည်မင်းကြီးစွာစောကဲလက်ထက်တွင်ပွဲကြောင်းကိုင်းဝင်ဘုံကြီးများသာလျှင်လက်လာပါရှိ၏လစ်စီပိတရဟန်းများမှာချုတဲကြသောကြောင့်လစ်စီပိတအရှင်ခေမာစာရသည်မြင့်တကောင်နှစ်ချက်တီးတွင်ဖျား၌ဆွေးထားသောစီကိုအချက်ပေါင်းများစွာတီးခေါ်သည်ဘယင်ကမင်းများစုံစမ်းသောတရားမင်းတေသောကြောင့်တီးခတ်သည်ဟုဆိုသည်အဘဲကြောင့်တရားမင်းတေကြောင့်သိပါသည်ဟုမေးပြန်သောမြတ်စွာဘုရားဟောသားခဲ့သောသာသနာ9000တွင်တရားမင်းသည်သာသနာဖွံ့ဖြိုးအောင်ဆောင်ရွက်ပါမည်ဟုဝန်ခံပြီးမှယခုသာသနာကိုထမ်းရွက်နေသောရဟန်းတို့ကိုမဆောင်လျှောက်သောကြောင့်တရားမင်းတည်ပြီးဖြစ်ရာဟုဆိုလျင်စွာစောကဲသည်လစ်စီပိတလရဟန်းများအားကျောင်းဆောင်လူရန်နေသည်တက္ကရာ963ခုနှစ်တွင်မင်းကြီးစွာစောကဲ၏တားအငယ်မင်းဆွေသည်မင်းကောင်မည်ဖြင့်အင်းဝနံကိုစူးစံတော်မူသည်၎င်းမင်းဆွေ၏ဆရာတော်မှလည်းပွဲကြောင်းကိုင်းဝင်ရဟန်းဖြစ်လေသည်ဘေးရာ၌တစ်ဖက်ကန်းခတ်တမြောက်လာသဖြင့်မင်းဆွေငယ်စဉ်က၎င်းဆရာတော်ကျောင်းတွင်အိတ်ဆက်ရာအုပ်ကိုထိုး၍အင်းဝမြို့ကိုပတ်သည်ဟုအိမ်မက်မက်သည်ဆရာတော်ကိုနိုး၍လျှောက်ထားရာဆရာတော်ကထ၍ကန်သည်အဘဲကြောင့်ကန်သည်ဟုမေးရာဘယင်ဖြစ်မိမှာမလွဲဧကန်ရဲ့နောက်တော့မိကြံမီဆို၍ကန်သည်ဟုဆိုသည်မင်းဆွေဘယင်ဖြစ်သည့်ကာလ၎င်းဆရာတော်အားများစွာပူဇော်တက်ခါရာပြုသည်ထိုမင်းကောင်လက်ထက်အင်းဝနေပြီးတော့တွင်တန်ခါရာဇာပွဲကြောင်းဆရာတော်တို့၏လက်ပတ်တကာများစွာရှင်သည်ဘယင်ဤဆရာတော်များမှလည်းပွဲကြောင်းကိုင်းဝင်ဖြစ်ကြပြန်သဖြင့်ပွဲကြောင်းကိုင်းသားတို့ဘဟုစာရအမှုလောကီမှုများ၌များစွာတွင်ကျဲသည်ဘယင်ဤအရေးပေးခြင်းကိုလည်းခံရသည်ထိုမင်းလက်ထက်ပွဲကြောင်းတက္ကသိုလ်များစွာပေါ်ပေါက်ခဲ့သည်နေပြည်တော်တစ်ချောင်းများစွာကြော်ကြသည်နေပြည်တော်တွင်လက်ဝိတ်ပွဲလန်းသဘင်များစွာခေတ်စားသည်ဘယင်မင်းကောင်ကိုယ်တိုင်လည်းလက်ဝိတ်လက်ပန်းတပ်ခတ်မှုကိုဝါဒနာပါသည်လက်ဝိတ်လက်ပန်းတကွန်ဆိုင်စုတော်လက်တော်များအားလည်းအားကျစရာခေါ်လာသည်ထိုမင်းလက်ထက်အောင်စည်းကုန်အမိယပွဲကြောင်းကိုင်းဝင်ပွဲကြောင်းတက္ကသိုလ်လက်ဝိတ်ပါမောက္ခဆရာတော်သည်အလွန်ကျော်တော်သူဖြစ်သည်၎င်းသည်လက်ဝိတ်စုဖြင့်နှစ်စဉ်နှစ်တိုင်းမြင်း15စီအစီး20ပင်ရသည်ဟုဆိုသည်ထိုမင်းလက်ထက်ကုန်းမောင်စောဝါကလက်ဝိတ်ကောင်းရှမ်းကြီးကိုအင်းဝသူခေါ်၍လက်ဝိတ်မော်ကွန်တင်လာသည်ကိုအင်းဝစကိုင်းတို့တွင်၎င်းရှမ်းကြီးနှင့်တိုက်ရဲသူရှိ၍လက်လျှော့ရမလို့ဖြစ်နေခြင်းအင်းဝမင်းကောင်သည်ပွဲကြောင်းလက်ဝိတ်ပါမောက္ခအောင်စည်းကုန်ဆရာတော်အားစုံစမ်းစီတော့ငါကအထက်မင်းများလက်ထက်ကမူလူပြူလူရည်မြတာဖြစ်၍ကြော်စောုံမြတာတတ်သည်ယခုမူအသက်69နှစ်အရွယ်ကြည်ပြီဖြစ်၍သေအောင်သာတတ်တော်မူဟုဆိုလိုက်သည်အင်းဝမင်းကောင်ကမသေးပါစေနှင့်တန်ယုံသာတဟုစင့်စုမှစကားကြောင်းတော်မော်ဂျွန်ဆိုင်တော်မုတ်တကားဝရှိငါးရာချာကုန်းတွင်လက်ဝိတ်ကျင်းပရာရဟန်းရှင်လူအများကုန်းပြီးကြည့်ရှုရန်လာကြသည်အောင်စည်းကုန်ဆရာတော်နှင့်ရှမ်းကြီးတို့လက်ဝိတ်ပွဲစသည်နှင့်တပြိုင်နက်တန်ခါရာဇာအောင်စည်းကုန်ဆရာတော်ကခြေခတ်ရောင်ရောင်ချောင်း၍လက်ရလက်နှင့်ရှမ်းကြီးကိုတားလိုက်သည်ရှမ်းကြီးမျက်နာနောက်မှာနေလေကုန်းမောင်စောဝါကတီတော်ကပင်အမြင်ကောင်းသည်ဟုဆိုသည်ကိုတန်ခါရာဇာသည်လက်ဝဲလက်ဖြင့်တားလိုက်ပြန်သည်ရှမ်းကြီးမျက်နာနေမြဲပြန်နေလေသည်မင်းနှင့်စောဝါသည်အံ့ဖွယ်ရှိလာသည်ဆို၍မြင်းနှင့်ဖြင့်လိုက်တော်ငွေတပိတ်သာဆုလက်ပေးကြသည်ဟုတမိုင်းစရန်ရှိပေသည်ဝဲကြောင့်ဘုန်းကြီးများသည်ဥထုပ်ဆောင်ကြသည်ဟုဆိုသည်
ဤသို့အိုးထုတ်ဆောင်ညာသည့်အလေးထားမှာတက္ကရာ930တွင်အင်းဝနန်းကိုစိုးပုတ်သောမင်းကြီးစွာစော်ကဲလက်ထက်မှအစပြုသည်ဟုအယူရှိကြသည်မင်းကြီးစွာစော်ကဲနန္တတိကာလဘောင်းတို့ကိုခေါင်း၌ဆို၍ထရွက်ရက်ကိုကင်ငါနန္တသည်၎င်းတို့ကိုအတူယူ၍အချို့ပွဲကြောင်းဘုန်းကြီးများမှာတလပတ်ထရွက်ရက်ကိုကင်ကြသည်အိုးထုတ်လေဆောင်းကြသည်မင်းကြီးစွာစော်ကဲဤမင်းဆရာတော်မှာလည်းပွဲကြောင်းကိုင်းဝင်ဖြစ်၍ဆရာတော်ကရေရရာပြုစီသည့်အတိုင်းဘယင်းစွာစော်ကဲကပြုလုပ်ဟန်တွေ့သည်တက္ကရာ813ခုထိုသောပကံစပ္ပဒေါတစီရီလာကြောက်စာ၌စပရောတစီရီလာကြောက်စာ၌ကုခန်းကြီးမိဖုရားမိဖုရားခေါ်သည်ကောင်းမှုတော်တရားတွင်စပ္ပရောတဘုန်းကြီးသည်ဒီဟုတုကို၍တရိယတတော်ကိုအုတ်ထုတ်ဖြင့်ခံယူခဲ့ကြောင်းရေးသားထားသည်မေရီဆရာတော်စီရင်သောပါတနာဝင်စရဏိုက်ကရဟန်းများအုတ်ထုဆောင်ခြင်းအလေးထားသည်တက္ကရာ960ကျော်လောက်တွင်တန်လျင်စာကလာမစင်ကလက်ထက်ကစသည်ဟုဆိုခဲ့သည်ဒီဟိုကျွန်းဘုံဘိရာဇာဒီပတိမင်းလက်ထက်ဂိုင်းဆရာဖြစ်သောရဟန်းတပါးသည်ဦးကောင်းတွင်အိုင်းအမာပေါက်သဖြင့်မလျော့ပတ်တီကိုတကားရူပြည့်ရပြူကြသဖြင့်ရှက်စနိုးကသင်္ကန်းကိုဦးကောင်းပေါ်၌တင်၍တွားလာဝင်ထက်သည်ကိုတပည့်တန်ဃာတော်တို့ကမလျော့ပါဟုဇောရကစကားဆူကြသောသင်္ကန်းကိုယ်ရဲ့အဆုံးဖြတ်ကိုပြု၍လျော့ဤဟုဆိုသဖြင့်ရခင်တိုင်းပြုလေသည်နောင်လာနောင်သားတပည့်များကလည်းဆရာအတုကိုယူ၍ပြုကြသဖြင့်ခေါင်းတင်နောက်လန်ခိုင်းဖြစ်လာသည်ထိုတီဟိုရဟန်းတို့သည်ဟန်တာဝရီပြည်တင်းရိပ်ပြုတ်ခွဲပြီးနောက်တက္ကရာ960ခုနှစ်တွင်ကလာမစင်ကအုပ်ချုပ်သောပန်လျင်ဘဲသို့တင်းမောများဖြင့်ရောက်ရှိလာကြသည်ထိုချိန်နှင့်မရှိမနှောင်းမင်လျင်တောင်ကူမှတန်ဃာများသည်ပန်လျင်ဘဲသို့ကူလာကြကုန်သည်ကလာမစင်ကသည်ထိုတီဟိုကျွန်းရဟန်းတို့၏ထိတ်အုပ်တင်ကန်းနောက်လံကိုပြင်ရသောအခါငါတို့ကလာအပြုမှုနှင့်တူတီဟူ၍များစွာနှစ်သက်သဘောကြရာကဖဲခရီပါပြီးအရှင်တို့စိတ်ကြိုက်ပြုလုပ်ဆောင်စေဟုဆိုရာတွင်မစင်ကအလိုရစိတ်ကြိုက်ကိုလာ၍ရဟန်းတီတီတို့အိုးထုတ်လိုက်ကဆောင်ရသည်အချို့လည်းအိုးထုတ်ကိုကြောင်းဤထပ်ပြီးကြသည်အချို့မြန်မာရဟန်းများကလည်းဒီဟိုဘုန်းကြီးများ၏အထူးတိုင်းအိုးထုတ်ဆောင်ရကုန်သည်ထိုချိန်မှစ၍အိုးထုတ်ဆောင်ခြင်းအလေးထားပေါ်ပေါက်လာသည်ဟုဆိုကြသည်တက္ကရာ845ခုနှစ်အင်းဝပြင်ဒုတိယမင်းကောင်လက်ထက်တော်တွင်လည်းနေပြည်တော်တွင်ပွဲကြောင်းဂမ္မဝါတီပုဂ္ဂိုလ်တို့ရှိသေးကြောင်းကိုရာဇဝင်သမိုင်းများအရာသိရသည်တောင်တွင်းကြီးမှကြွလာတော်မူသောရှင်မဟာသီလဝံသသည်အင်းဝသို့ရောက်၍ရှင်မဟာရထတာရကတွေ့ဆုံနှုတ်ဆက်သည်တွင်ရှင်မဟာသီလဝံသကအင်းဝဆရာတော်ရှင်မဟာရထတာရအားအင်းဝနေပြည်တော်၌ရဟန်းတာမဏေတို့သည်တင်းညက်စုနရွင်းစုရဟန်းမြတ်တင်ငန်းများဝိယုံကြသည်မယုံကြသည်တင်းညက်စုနရွင်းစုတင်ငန်းများဝိယုံကြသည်မယုံကြသည်ပြည်သူပရိသတ်တို့၏ပွဲလန်းပင်ခံရ၌ကြည်ကြသည်မကြည်ကြသည်ပန်းပန်သည်မပန်သည်နသာလိမ့်သည်မလိမ့်သည်များကိုဥဒိတာအားဖြင့်အကျဉ်းချုပ်နေလျင်ရှင်မဟာရထတာရကဆင်ញံသည်မှာနေပြည်တော်အဝမ်းချုပ်ကိုမေးပေသည်တင်းညက်စုနရွင်းစုသင်္ကန်းကိုမွေးကြပါဟုဆိုရမည်လေပွဲကြောင်းသင်္ကန်းများမှာဝိယုံများမကဝိယုံကြီးကမူသားမခင်ရှိရတော့ဝိယုံကြဤဆိုရမှာလေငါတို့ဒုတိလသင်္ကန်းများဖြစ်တော်ပြီပွဲကြီးဤယုံဤ
နသားလေးဤပန်းပန်ဤဆိုရမည်ကလည်းငါတို့ပွဲကြောင်းများဖြစ်သည်ဟုအထင်ရောက်တော်မူဖြစ်၍နေပြီးတော့ဆရာသည်ခမစိတ်ပြန်ကြတော်မူသည်ဟုစကားစဉ်ရှိသည်တက္ကရာ980တွင်တက္ကရာ980တွင်ကေတုမရီတောင်ငူရွှေနန်းကိုတိမ်မြန်သောတောင်ငူပြင်းနတ်ရှင်တော်လက်ထက်တွင်လည်းကေတုမရီပြည်၌ပွဲကြောင်းခါမဝါဒများရှိကြသည်တက္ကရာ982ခုနှစ်တွင်အနောက်ဘက်လွန်မင်းတောင်ငူကိုတိုက်ခိုက်ရာ၌တောင်ငူမြို့ရိုးကိုစေးပယောဂတို့ဖြင့်တောင်ငူပြင်ကစီရင်ထားသောကြောင့်မြို့ရိုးကိုကျော်လွန်မတက်နိုင်သည့်တွင်မြို့ရိုးပြင်မဲ့ရှိပွဲကြောင်းခါမဝါဒီဝတ္ထုဆောင်ထီးလိုင်ဆရာတော်အားတောင်ငူမြို့ကိုနိုင်အပ်သောအကြောင်းကိုမေးလေသည်ထီးလိုင်ဆရာတော်အပြင်ကင်းမုံကြုံဆရာတော်ညာနာတိတ်တာတို့သည်လည်းပွဲကြောင်းကိုင်းဝင်ဖြစ်သည်တောင်ငူမြို့ကိုနိုင်အပ်သောအကြောင်းကိုမေးရာတွင်ထီးလိုင်ဆရာတော်သည်ညီတိုးမြမိန်တော်မူပဲစောင်းထားသောဥထုပ်တောင်ချကိုချိုး၍မြေပေါ်သို့ပစ်တော်မူသည်ထို့သောသုံးငိမ်တိုင်တိုင်မိလီတိုင်းဥထုပ်ကိုမြေပေါ်သို့ပစ်ချသည့်အတွက်မူမတ်တို့သည်အင်းဝသို့ပြန်၍နောက်ဘက်လွန်မင်းအားရှောက်ကြသည်ရာပညာရှိမင်းဖြစ်ရာကထီးလိုက်ဆရာတော်ပြလိုက်သောအရေးနမိတ်ကိုကြည်တော်မူသည်ထို့ကြောင့်နောက်တစ်ကြိမ်တောင်ငူသို့ချီတဲ့၍တောင်ငူနံဖြစ်သောမြို့ရိုးနောက်ပဲရှိကောင်းမှုတော်စီဤထီးတော်ကိုချစေတော်မူ၏ထို့သို့ပြုခြင်းဖြင့်တောင်ငူကိုတန်နိုင်လေသည်ဤတီကိုထောက်လျင်ပွဲကြောင်းခါမဝါတီတို့သည်မြမရာဇဝင်တစ်လျှောက်မင်းအဆက်ဆက်တွင်ပင်မတိမ်မကောမပြောက်ပြဲဖဲရှိနေသည်ကိုတွေ့ရပေသည်သူတို့၏လောကီပညာတို့သည်လည်းတနည်းအားဖြင့်ဘယင်နှင့်တိုင်းပြည်ကိုအကူအညီပေးနေသည်ဟုဆိုရပေမည်ဤမြနှင့်ပွဲကြောင်းဆရာတော်တို့၏အခန်းကိုညီကုန်းချုပ်ရပေတော်မူညီကုန်းမချုပ်မီညံမီရလောက်ဝေဖန်လို့ဒီမှာဤပွဲကြောင်းဆရာတော်တို့သည်အလစ်စီဒုတိလပုဂ္ဂိုလ်များပင်ဖြစ်တော်လဲရှေးမြမာမှုလူပညာမြမအစွမ်းမြမထုံနှံတို့ကိုမတိမ်ကောရအောင်စောင့်ရှောက်ခဲ့သူကနိုင်ဤကဲ့သို့မြမမှုများကိုထိမ့်သိမ့်မိသူကင်းမဲ့နေခြင်းတွင်သူတို့သည်ဝင်ရောက်ထိမ့်သိမ့်ခဲ့၍မြမဂုံရောင်ကိုစဲတင်နေပြီသည်အထာရတတစ်ဆက်ရှိရသောအတတ်ပညာများကိုပေးစွမ်းနိုင်သောကျောင်းများအပေါ်ပေါင်းမိခါကသူတို့သည်ဤပွဲကျောင်းများကိုဝင်၍ဤအတတ်များကိုသင်ပေးခဲ့လေသည်လက်စီပီတာရို၏အမြင်မှာသူတို့သည်ဘဟုစာရဖျားတရားတော်နှင့်စန့်ကျင်လျက်ရှိသည်ဟုမြင်ကြသည်။ဧဝခေတ်တွင်ရှင်မဟာရထတာရရှင်မဟာတီလဝန္တတို့လိုပုဂ္ဂိုလ်တို့ကလည်းကြပြာတိကုံဖွင့်နေမှုကြောင့်ရက်ကြီးပြီမှအမှုကိုအာထုတ်သည်ဟုမြင်၍သူတို့အားရမ္မာဟုသမုတ်ကာကျင့်ကြကုန်သည်။စင်စစ်မှာကရှင်မဟာရထတာရရှင်မဟာတီလဝန္တတို့သည်လက်စီပီတာများသာဖြစ်ကြသည်။ဤဒီကိုထောက်လျင်ပွဲကြောင်းခိုင်းဝင်နိုင်အလစ်စီဒုတိလဖြစ်မည်မထင်မိမိဝါနာပါရမစွန့်နိုင်၍ဘဟုကိစ္စများရသောပုဂ္ဂိုလ်တို့လည်းရှိကြပေလိမ့်မည်ယခုကျွန်ုပ်တို့ခေတ်၌ပင်ဤကဲ့သို့တပည့်သားမြေတို့အပေါ်တန်ရောစဉ်တည်မိနေသောတန်ငါများပြားရှိကြသည်တပင်ပညာကိုကိုဖိယံပြီးသင်ကြားပြီးနေသောရဟန်းတော်များရှိကြောင်းကိုလည်းဖယားတကာဥပုစေရွှေမန်းတင်မောင်စသောမင်းသားတို့၏ကျေးဇူးရှင်ဆရာတော်များကိုထောက်၍တည်ကြပေသည်သို့သောထိုဆရာတော်တို့မှာလက်စီပီတာရန်များသာဖြစ်ကြသည်ဤချက်ကိုထောက်၍ပွဲရှောင်းဆရာတော်အလုံးသည်အလက်စီဒုတိလာများဖြစ်သည်ဟုတထစ်ချယူဆသည်မေတိုင်းပြည်တိုးတက်ကြီးပွားမှတာနာတော်သူ့အတွက်ကြီးပွားမည်ကိုစင်ကြင်မိသောရဟန်း၌တိုင်းပြည်အကျိုးကိုကြည့်၍အလုံးလုံးရ၌ဖယားတရားတော်နှင့်ဆန့်ကျင်သည်မမည်ပါဝနာတော်ထုံးကားသောပကံခေတ်ကပင်လျင်လက်စီပီတာအရှင်ဒိတာပါမောက္ခသည်နရတိဟပတိမင်းနှင့်တရုတ်တို့ရေးတွင်တရုတ်ပြည်သို့တည်၍စိစက်ပေးမှုကြောင့်ကိုဒိတာပါမောက္ခကြောက်စာ၌အထင်အရှားရှိပေသည်ထို့အတူဧဝမင်းကောင်းလက်ထက်ကလည်းလက်စီပီတာဖြစ်သောစကြူသူမြတ်သည်ရာဇာဒီရတလိုင်းပြည်နှင့်မြန်မာပြည်တို့ကြားတွင်စိစက်ပြီး၍တိုင်းပြည်ဤဟုံကိုဆောင်ခဲ့သည်ဤပုဂ္ဂိုလ်က
ဖျားတရားတော်နဲ့ဆန့်ကျင်သည်ဟုမယူဆခဲ့လေပွဲကြောင်းဆရာတော်တို့မှလည်းထို့အတူပင်မြမကုံရောင်မြမမှုတို့ဤခိုက်တန့်အားဖြင့်မြမမှုတို့ကိုအခိုက်တန့်အားဖြင့်ထိမ့်သိမ်းဆောက်ရှောက်သူများအဖြစ်အပြစ်တင်မိစာကျေးဇူးပင်တင်တိုက်ပေးသေးတယ်ဘုံမောင်ခေတ်တွင်လည်းပွဲကြောင်းကိုင်းဝင်ဆရာတော်များရှိတန်တော့ရှိပါသည်သို့သောဘယင်မင်းမြတ်များက၎င်းတို့အားမြမမှုကိုထိမ့်သိမ်းဆောက်ရှောက်သူများအနေနဲ့အမပြီးခဲ့လေခြင်းကြောင့်ယခုအချိန်ခါတွင်မြမစွမ်းရည်မြမအတ္တမြမလောကီပညာများကိုမြမလောကီပညာတို့မှာတိမ်ကောပပျောက်ရလေသည်မြမလဝိတပညာမှာလည်းတိမ်ကောပပျောက်လူ၄ပါးရှိနေပြီဓာကြီးလှန့်ကြီးရင်းစည်း38မျိုးစင်စည်းအမျိုးမျိုးလှေလော်ခြင်းအမျိုးမျိုးစစ်ပြူခါစင်ဤအမျိုးမျိုးမြားရီလွှာရီစသောပွဲကြောင်းတက္ကသိုလ်များကတင် जा ပြီးသောအတတ်များသည်လက်စာယခုကတွင်နိုင်ငံတော်ဆိုရသည့်ပွဲကြောင်းတက္ကသိုလ်တို့ကိုအလစ်စီရဟန်းများကိုမဆိုလိုအသက်ပြန်ဝင်စေဖို့တတ်နိုင်သလောက်ဆောင်ရွက်တင်မိသည်ဟုထင်မြင်မိပါသည်အရေးတော်အောင်တော်ဤစစ်အာဏာရှင်မုတ်ချဆုံးတတ်တော်မူ